မောင်ပြန်လာရင်အစင်သစ်စားဖို့ရဲ့ချက်ပြုတ်ထားတာပွဲပွဲရရများလာပါတယ်မောင်ကနောက်မှပြန်ခဏလေးဖေးလေအားလုံးမှာနော်အေးပါစို့ဟာမေဘဲမှာတော့ဘာကြီးတော့ငါပြီးရပြောပါစို့အေးဟုတ်ပါငါပြီးရချိုးကမရခဲ့တာတော့အဲ့ဒါပဲဒီကမှငါပြီးရချိုးလင်းနဲ့သမင်းစားခြင်းလို့ပါစို့စိုးလောက်ဟုတ်တော့ဝယ်မရခဲ့တာတော့ဘယ်တက်တိုင်မှာတော့စားငါပြားကြီးဖြောပေးရမှာလားကြိုက်ပါဦးသူ့မောင်ဆိုတဲ့သူအတွက်ကြတော့ဖော်ဝဲအားချက်ပြီးတော့အဲ့ဒါအမေကတချင်းဆိုတာပါငါသားရဲ့ဒီကောင်ဟိုဆိုင်မရှိမလားမတွက်ကြည့်လောက်ဘယ်တော့မင်းอ่ะဒီနေ့စိမ့်ဆိုင်တော်သားငပြီးရချိုးတဲ့တော့ငပြီးရချိုးတဲ့အဲ့ဆိုလားဝဲမနေနဲ့တော့ဒီလေးရှိတယ်မို့လားရှိတယ်ထင်တာပဲရှင်ကဘာလုပ်ချင်လို့တော့ဟောဗျာငပြီးရဖြောဖို့လေဒီမဲ့ဝဲလာပြီဆိုတော့လေကျုပ်ငရုတ်သီးမုတ်လေးတော့ပြေးဝဲလိုက်ပါအောင်မယ်ပြေးလည်းမဝဲနဲ့လွှားလည်းမဝဲနဲ့ရော့ရွှေအိမ်သူအတင်စားတဘာဝငပြီးရမုံတော့ပါပြောငရုတ်သီးမုံလေးပါပဇွန်ချောင်းမုံလေးလည်းပါတော့ပကံလုံးနဲ့ငပြည့်အမုံလေးဖောက်ထည့်ပြီးရေနွေးခတ်လိုက်ယုံနဲ့အစင်တင်စားလိုက်ယုံပဲဘဲမဲတော့မင်းသားမသိဘူးကောက်ပြီးအိတ်တော့သလားပဲဒီကောက်ကွေးလေးရတော့ကွာငဲကောင်လေးအိတ်တာလားကွာရွှေသူငပြည့်ရေပြော်လေးနဲ့ဘယ်သူထမင်းစားမလဲစားမှာမင်းရောမငါလည်းလောက်ပါအောင်ဟာရွှေသူငပြီးရပြောလေးနဲ့စားလို့ကောင်းလိုက်တာကွာထမင်းထက်ထည့်လိုက်ပါအောင်မေတ္တာရောမေထမင်းထက်ယုံမယ်ဒီမမြင်လားကုံဟာကုံသွားရင်ထက်တယ်ကွာတော်ပါတော့မလီကောင်းချက်ရွှေရင်သူအတင်စားသဘာဝငပြီးရအမုံတုတ်ရဲဝဲလာတဲ့အထုပ်မကုံမချင်းရတော့တဲပေအောင်တော့ဆယ်ပြီးဝင်အိုးနဲ့ရွှေအိမ်သူအတင်စားငပြီးရအမုံတုတ်ကိုရွှေအိမ်သူ Facebook ပိတ်မှာမှာယူလို့ရပြီအထက်မြန်မာပြည်မှာဆိုလို့ရှိရင် Nylin Distribution မှာဝယ်ယူစားသုံးလို့ရပါပြီခင်ဗျာအားလုံးကုန်တော့မှာမြင်းနဲ့စက်သားလုံးနဲ့စားစက်ပတ်စားဟိုစက်သားလုံးနဲ့သိအောင်တကယ်တော်သိနေလားပြီတော်သိနေလားပြီဟုတ်ဟာပါလားအဲ့ထမင်းရယူရမှာလားယူရမှာထမင်းကလမ်းယူရမှာမသူပေးချင်တာတရားတဲ့သူကလမ်းယူတဲ့ချိန်ကိုထန်တိုင်းပကံပေးလိုက်ဖင်ရမှာငါကြီးရဆိုးတယ်ပေါ့အေးတအားကြီးလေဖိညက်တက်တက်မကြီးပြစ်ပြီးမြူဆွဲပြီးအိတ်နေတယ်လို့ပြည့်နေဟုတ်လေ